ခိုင်းပါလာစကားကိုအလွယ်တကူလေ့လာလို့ရမယ်အဆင့်3ဆင့်နံပါတ်1ကတော့ကိုယ့်ရဲ့အတန်ထွက်ပုံထွက်နည်းနဲ့3မှတ်တွေကိုတည်တည်ချာချာလေးလေ့လာသင့်ပါတယ်ဘာလို့လဲဆိုတော့စကားပြောတဲ့အချိန်ကြလို့ရှိရင်အတန်ထွက်မပီတာတို့အတန်အနှိမ့်အမြင့်ပြောတာမားတာတို့တွေဖြစ်လေရှိတဲ့အတွက်ကြောင့်မလို့ဒီအချက်ကိုတည်တည်ချာချာလေးလေ့လာသင့်ပါတယ်နံပါတ်2ကပါလေဆိုတော့အမြဲတမ်းတုံးဖြစ်တဲ့စကားပြောပုံစံတွေကိုလေ့လာမှတ်သားတင်ပါတယ်ဥပမာကွာခေါ်တหน่อยဆိုပါတော့ခေါ်กินหน่อยขอไปหน่อยขอน้ำหน่อยเนาะအဲ့လိုမျိုးစကားလုံးတွေကိုအစားထိုးလို့ရတဲ့ပတ်တန်လေးတွေကိုမှတ်သားတင်ပါတယ်နံပါတ်3ကနေ့စဉ်သုံးစကားလုံးတွေကိုလေ့လာမှတ်သားတင်ပါတယ်ဥပမာတွားတာတို့လာတာတို့ไปมาလမ်းဆိုလို့ရှိရင်ถนนစားတာဆိုလို့ရှိရင်กินတောက်တယ်ဆိုလို့ရှိရင်ดื่มအဲ့လိုစကားလုံးလေးတွေကိုမှတ်သားထားတင်ပါတယ်အဲ့လိုမျိုးမမိသွားပြီဆိုလို့ရှိရင်စကားပြောတဲ့အချိန်ကြလို့ရှိရင်လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ပြောထွက်နိုင်မှာဖြစ်ပါတယ်